Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ခုလိုမျိုး background ပါနေတဲ့ပုံတွေကို background မပါဘဲနဲ့ဘယ်လိုပြုပြင်ရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာပြည်သင်တန်းကကောင်းစီသူပါအဲ့တော့ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ဒီလိုမျိုးပုံတွေကို background ဖျောက်ချင်တယ်ဆိုလို့ရှိရင် Photoshop ကိုသုံးပြီးတော့ဒီဘက်ဘေးလေးတွေဘောင်လေးတွေ select မှတ်တယ်ပြီးရင်နောက်ကနေ remove background လောက်လိုက်တယ်ပေါ့နော်ခုနောက်ပိုင်း Photoshop မှာလည်းလုပ်လို့ရတယ်Photoshop မှာ AI tools တွေပါလာတော့ကျွန်တော်တို့ background ကိုAI tool နဲ့သုံးပြီးတော့လည်း remove လုပ်လို့ရပါတယ်ကျွန်တော်ဒါပေမဲ့ခုပြောပြပေးမယ်နည်းလေးကကျွန်တော်ဖုန်းထဲမှာပဲလုပ်လို့ရတယ်ဘာလို့မလဲဆိုတော့ကျွန်တော်ဒီလိုမျိုး Canva application ဆိုတဲ့app လေးလိုပါတယ်အဲ့ဒါကကျွန်တော် Android phone တွေမှာလည်းသုံးလို့ရတယ်iOS တွေမှာလည်းသုံးပြလို့ရပါတယ်အရင်ဆုံးဒီကောင်လေးကို down လိုက်ပါ down ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်တို့ background ဖျောက်ချင်တဲ့ဒီလိုမျိုးပေါ့နော်ပုံတစ်ပုံကိုယူလိုက်ပြီးလို့ရှိရင်remove ပေါ့နော် remove လုပ်လိုက်ရင်ရပြီအဲ့တော့ကျွန်တော်တို့အနေနဲ့Canva application လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာ download ဆွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးပေါ့နော်custom site ဆိုတဲ့ကောင်လေးကိုတစ်ခုရွေးလိုက်ပြီးရင်ကျွန်တော်ဒီမှာsite ကလေးတတ်မှတ်လိုက်ပေါ့เนาะကျွန်တော်ကတော့4000လေးတတ်မှတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် create new design ဆိုပြီးတော့ဖန်တီးလိုက်ပါအဲ့တော့ဒါတွေကဖုန်းထဲမှာလည်းဒီလိုမျိုးပဲပေါ့เนาะအတူတူပါပဲအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ကျွန်တော်တို့background ဖျောက်ချင်တဲ့ပုံပေါ့เนาะအဲ့ပုံကိုကျွန်တော် set ထဲမှာထည့်ပါမယ်ထည့်ဖို့အတွက်ကျွန်တော်ဒီမှာ upload ဆိုတာလေးရှိရပါတော့ upload ဆိုတာလေးupload ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ upload file ဆိုတာရှိရယ်အဲ့ထဲကနေပြီးတော့မှကျွန်တော်တို့ background ဖျောက်ချင်တဲ့ပုံပေါ့နော်ပုံကိုရွေးပေးလိုက်ပြီးရင်ဒီမှာ open နှိပ်လိုက်ပါဒါဆိုလို့ရှိရင်သူကဒီ Canva application နဲ့ကိုကျွန်တော်တို့ background ဖျောက်ချင်တဲ့ပုံကို upload လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ပုံလေးကိုဒီပုံကိုဆွဲလိုက်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီမှာ background ပါနေပေါ့နော်ကျွန်တော်ကစာအုပ်ကိုပဲလိုချင်တာဒီနောက်ကနောက်ခံနေမပါချင်ဘူးပေါ့လေအဲ့တော့ကျွန်တော်ဒီမှာ remove background ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီ Canva က AI tool ကသူ့ဟာနဲ့သူ remove လုပ်နေပါလိမ့်မယ်โอเคဒါလေးကိုခဏတော့စောင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီမှာစာအုပ်ပုံကိုတခုတည်းကိုပဲရပါပြီအဲ့တော့ကျွန်တော်ဒီမှာသူ့ရဲ့lighting တွေပါချိန်နေတယ်ဆိုလို့ရှိရင်တော့ဒီမှာဒီ edit ထဲကနေပြီးတော့သူ့ရဲ့ဒီ color အနေအထားတွေပါတွားပြီးတော့ချိန်လို့ရပါတယ်အဲ့ဒါလေးကတော့ကိုယ့်ကိုစမ်းကြည့်ပါကျွန်တော်ဒီမှာဒီပုံလေးကိုအပြင်မှာ export ထုတ်မယ်ပေါ့နော်export ထုတ်ရှင်တယ်ဆိုလို့ရှိရင်ဒီမှာ share ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ download ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ PNG file ပေါ့နော် PNG ဓာတ်ပုံ file နဲ့ save မှာဖြစ်တဲ့အတွက် PNG ကိုရွေးတခြားသော JPEG တွေပါရွေးလဲရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ download ဆိုတာနှိပ်လိုက်သူကဒီပုံလေးကို download ဆွဲနေပါပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဒီပုံလေးကိုတစ်ချက်သွားပြီးတော့ဖွင့်ကြည့်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ background မပါတဲ့ပုံလေးရပါပြီအဲ့တော့ PNG file ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာစာလေးပါရေးချင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီမှာလူမျိုးခေါင်းစဉ်လေးပါတက်ပြီးတော့ကျွန်တော်တို့အနေနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်စာအုပ်ကလေးကိုနောက်ခံမပါတဲ့အတွက်ကိုလိုသလိုအသုံးပြုလို့ရပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကို background ဖျောက်ရှင်တဲ့ပုံတွေကိုဒီ Canva ဆိုတဲ့ application လေးမှာအလွယ်တကူဖျောက်လို့ရပါတယ်အဲ့တော့ဒီ application လေးပါဒါလေးကိုသုံးပြီးတော့ဖျောက်ရင်ရပါတယ်အဲ့တော့တခါလေကြားလို့ရှိရင်ကျွန်တော် free သုံးရင်မရတဲ့မျိုးလည်းရှိတယ်အဲ့လိုမရဘူးဆိုလို့ရှိရင်တော့ကျွန်တော် line ပေါ်မှာapplication လေးကိုဝယ်သုံးလို့ရပါတယ်အဲ့တော့တစ်လကိုလည်းအဲ့လောက်ကြီးရမ်းမပေးရဘူးပေါ့နော်အဲ့တော့အဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်